မိကက်လလလေးလိန်ထားတာကိုပဲကြည့်ပြီးတော့အသားရည်ကအရန်လာတာပဲလို့ထင်နေတော့မှလားဒါပေမဲ့ဒါတွေအားလုံးရဲ့နောက်ကအဓိကလိုအပ်ချက်ကတော့ဒီမိတ်ကပ်တွေလိန်ထားလို့မဟုတ်ပါဘူးမိစုံမြဲပြောပြနေတယ်လို့ပါပဲမိတ်ကပ်တွေကွက်တာဖောင်ဒေးရှင်းတွေမျက်နှာပေါ်မှာမကတ်တာမျက်နှာရေဓာတ်မရှိလို့ပေါ့နော်အဲ့တော့ skin ကိုရေဓာတ်ဖြည့်ဖို့အတွက်အထီရောက်ဆုံးနဲ့ဈေးသက်သာကြောင်းတော့ daily she mask လေးတွေကတ်တာပါမိစုံကလက်တလောဟော်မုန်းဝက်ချန်လေးလည်းပေါက်နေတာဆိုတော့ဒီဂုံဝန်းဟာရူက clamming mask လေးကိုနေ့တိုင်းကတ်ပေးနေပါတယ်သူကတပူးမှာအချက်30ပါပြီးဈေးနှုန်းလည်းတက်တာဆိုတော့နေ့တိုင်းကတ်လို့အဆင်ပြေတယ်ပေါ့နော် she mask လေးကလည်းပပလေးနဲ့တစ်နေ့ကို10မိနစ်လောက်ကတ်ပေးရုံနဲ့9ရက်အတွင်းမှာတိတာတဲ့ result ကိုမြင်နိုင်ပါတယ်ဒီ clamming mask လေးကတော့မီဇွန်တို့လိုဝက်ချန်အစီဘူးတွေထွက်နေတဲ့သူတွေပြီးတော့ sensitive skin အနေနဲ့မျက်နှာတွေနေပူတဲ့သွားလို့ပူလာတွေနီလာတွေဆိုသုံးရင်အဆင်ပြေတယ်ပေါ့နော်ဖက်ဆန်ပါဝင်တော့ကလည်းများတဲ့အတွက်ကြောင့်ခွာလိုက်တဲ့အခါမှာမျက်နှာကိုဆူဆူပြောင်ပြောင်လေးနဲ့ရေဓာတ်အပြည့်ဝပေးနိုင်ပါတယ်မီဇွန်သုံးရတဲ့ clamming mask လေးပဲမဟုတ်ဘဲနဲ့နောက်ထပ်2မျိုးရှိသေးတယ်ပေါ့နော်ဒီ rice glutathione brightening mask လေးကတော့မျက်နှာအသားရည်ကြီးကြီးလင်းလင်းလေးဖြစ်ချင်တဲ့သူတွေပြီးတော့အသားအရောင်မညီတဲ့သူတွေနဲ့မျက်နှာမှာအမဲဆက်အမာရွတ်တွေရှိနေတဲ့သူတွေအတွက်အရန်အဆင်ပြေပါတယ်မျက်နှာလေးဖြူဖြူဦးဖြစ်ချင်တဲ့သူတွေအတွက်အထူးကပေါ့နော်နောက်တစ်ခုကတော့ဒီ retinol mask လေးပါဒါလေးကတော့မီဇွန်တို့လိုအသက်25နှစ်နောက်ပိုင်းမှာ collagen ထုတ်လုပ်မှုနည်းသွားခြင်းကြောင့်ချွေးပေါက်ကျလာတဲ့သူတွေအသားအရည်လျော့တွဲလာတဲ့သူတွေအရေးချောင်းလေးတွေပေါ်လာတဲ့သူတွေဆိုရင်သုံးမိသင့်တယ်ပေါ့နော် retinol ပါဆန်လည်းနည်းတဲ့အတွက်ကြောင့်အခုမှစမ်းသုံးမယ်ဆိုတဲ့သူတွေအတွက်လည်းအရန်အဆင်ပြေပါတယ်အဲ့တော့ဒီ daily mask လေးတွေသုံးရင်လည်းဆုလက်ဆောင်တွေအများကြီးရမယ့် challenge လေးတစ်ခုကိုမီဇွန်ပြောပြပေးပါမယ်ဘယ်လို challenge မျိုးလဲဆိုရင်တော့ဒီ Goron Haru mask လေးတွေကကြိုက်နှစ်သက်ရာတစ်ခုကိုမိမိရဲ့ skin care routine မှာထည့်သုံးပြသည်ဖြစ်စေဒါမှမဟုတ်ရင် make up မလိမ့်ခင် skin brush မှာထည့်သုံးပြသည်ဖြစ်စေ challenge ပါဝင်သူတိုင်းကဒီ mask လေးတွေနဲ့ကြိုက်သလို creation ပြုလုပ်လို့ရတယ်ပေါ့နော်အဓိကချက်ကတော့9ရက်အတွင်းသုံးပြီးတဲ့အချိန်မှာပြောင်းလဲလာတဲ့ result ကိုဒီ before and after ပေါ့နော်ကိုယ့်ရဲ့ honest review တိုင်း video ထဲမှာထည့်သွင်းပေးရမှာဖြစ်ပါတယ်ရရှိမဲ့ဆုလက်ဆောင်တွေကတော့သုံးစွဲသူတိုင်းရဲ့ real result real review ကို Cocos မြန်မာဘက်ကအစီအမြဲတန်ဖိုးထားတာဖြစ်တဲ့အတွက် challenge ပါဝင်သူတိုင်းကို one time you 10% discount e-ticket ကိုမိုးလေးတွေပြန်ပေးသွားမှာဖြစ်ပါတယ်ဒါအပြင်ပါဝင်သူတွေထဲကမှ10ယောက်ကိုရွေးချယ်ရေး Cocos beauty box လေးတွေလက်ဆောင်ပေးသွားမှာပါအဲ့တော့ beauty box ထဲမှာရောဘာတွေပါမှာလဲ Cocos မှာရရှိနိုင်တဲ့ skin care တွေဖြစ်တဲ့ cosmetic စတဲ့နာမည်ကြီး skin care and cosmetic တွေအပြင် high end product လေးတစ်ခုဖြစ်တဲ့ Goron Haru ကနေမကြခင်ထွက်ရှိတော့မဲ့ new and release product လေးကိုဈေးကွက်ထဲမရောက်ခင်ပထမအဆုံးအခမဲ့စမ်းသပ်ခွင့်ရရှိမှာနော်ပါဝင်ရှင်ပြိုင်ထားတဲ့ဗီဒီယိုလေးကိုမိမိရဲ့ TikTok အကောင့်သို့မဟုတ် Facebook အကောင့်မှာ public လေးနဲ့တင်ပေးရမှာဖြစ်ပါတယ်။ post တင်တဲ့အခါမှာလည်း Cocos မြန်မာ page နဲ့ Goron Haru GH မြန်မာ page တို့ကိုမဖြစ်မနေ mention ပေးရမှာဖြစ်ပြီးတော့အောက်ပါ hashtag နှစ်ခုကိုလည်းမဖြစ်မနေထည့်သွင်းပေးရပါမယ်။ဗီဒီယိုလေးတွေတင်ပြီးပြီဆိုတာနဲ့ဒီ Telegram app မှာ post link လေးကိုပေးပို့ပြီးတော့10% discount e-ticket ကိုမိုလေးကိုလာရောက်ထုတ်ယူလို့ရပါပြီ။ campaign duration လေးကတော့22ရက်ဇူလိုင်လကနေ22ရက်ဩဂတ်လထိဖြစ်ပြီးတော့ကြာချိန်က1လတိတိဖြစ်ပါတယ်။ကမ်မင်းကာလာကြော်လွန်ပြီးမှတင်သွင်းတဲ့ဗီဒီယိုတွေတော့ထည့်သွင်းစမ်းမှာမဟုတ်ဘူးပေါ့နော်ဒီတော့ကိုယ့်ရဲ့အသားရည်လေးကို9ရက်အတွင်းပြောင်းလဲဖို့အဆင်သင့်ပဲလားအဲ့တော့ Goron Haru နဲ့အတူ glow ပြီးတော့စိတ်လှုပ်ရှားစရာဆုလက်ဆောင်တွေရယူဖို့အတွက်အခုတည်းကဒီ Goron Haru mask box လေးတွေကိုဝယ်ယူပြီးတော့ပြင်ဆင်ထားလိုက်တော့နော်ကမ်မင်းကြောင့်အသေးစိတ်ကို caption မှာချပေးထားတဲ့ post link လေးမှာတွားရောက်ဖတ်ရှုလို့ရပါတယ်ရှင်